အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Love Beyond Dreams ဆိုတဲ့ GS3 တက်လေရဲ့အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။လေနဲ့အာလန်တို့ကစီနီယာဂျူနီယာဆိုပေမဲ့ညီမတွေလိုခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့အာလန်အနေနဲ့တော့လေဟာစီနီယာအမတရားဆိုတာထက်အမြဲတမ်းရွစဉ်ပို့ခဲ့ပါတယ်။ဒါတွေကြောင့်ပဲဘွဲရတဲ့နေ့မှာအာလန်ဟာလေကိုဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့အာလန်ထင်သလိုဖြစ်မလာခဲ့ပါဘူး။လေဘက်ကခါခါတီးတီးညင်းဆုံမှုခံရတဲ့အပြင်နှစ်ယောက်စလုံးဆက်သွယ်ကိုလည်းအဲ့ဒီချိန်မှာပဲပြတ်တောက်သွားခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့အာလန်စီကိုအမိမသိလက်ရည်စာဆောင်ပုံးတစ်ခုရောက်ရှိလာခဲ့ပါတယ်။လက်ရည်ကတော့သူမမှတ်မိနေမဲ့လက်ရည်မျိုးဖြစ်ပါတယ်။စာအုပ်ဖတ်ပြတာနဲ့အာလန်တယောက်ထိုင်းကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီးမပြည့်ပြတ်သေးတဲ့သူတို့နှစ်ယောက်ကြားဆက်ဆံရေးကိုအပြေရှာဖို့ထိုင်းကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့အာလန်တယောက်ထိုင်းကိုပြန်လာတဲ့အခါမှာလေရဲ့အမတ်တမဲ့ဇာပနာကိုတွေးလိုက်ရပါတယ်။အာလန်တယောက်လေကိုဇာပနာပွဲမှာနောက်ဆုံးနှုတ်ဆက်စကားပြောဖို့တွားခဲ့ပေမဲ့သူမှကြားလိုက်ရတဲ့သတင်းတွေအရလေဟာတာမန်သိဆုံးခြင်းမဟုတ်ပဲမတရားသဖြင့်သိဆုံးတာကိုသိခဲ့ရပါတယ်။အာလန်ဟာအဲ့ဒီအကြောင်းကိုသိလိုက်ရတဲ့နေ့နောက်တစ်နေ့မနေ့ခင်မှာတော့လွန်ခဲ့တဲ့9နှစ်အချိန်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အာလန်တယောက်လွန်ခဲ့တဲ့9နှစ်အချိန်ကိုပြန်လည်ရောက်ရှိသွားတာဟာကက်ဂျမာကပေးတဲ့အခွင့်အရေးတစ်ခုပဲလား။ကက်ဂျမာကိုသာပြန်လည်ပြင်ဆင်ခွင့်ရမယ်ဆိုရင်အာလန်ဟာသူချစ်တဲ့လေကိုဒီလိုမျိုးတိတ်ဆုံးခွင့်မပေးပဲဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲဆိုတာကိုဒီဆွေးလေးမှာကြည့်ရှုခံစားကြမှာပဲဖြစ်ပါတယ်။ဒီတစ်ခါမှရောအာလန်ဟာကက်ဂျမာရဲ့အခွင့်အရေးကိုရယူပြီးသူမချစ်တဲ့သူကိုကယ်တင်သွားနိုင်မလားဆိုတာကိုဒီဆွေးလေးမှာကြည့်ရှုခံစားကြမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ကူးအိမ်မက်ထဲမှာပဲရှိလိမ့်မယ်လို့ထင်ထားခဲ့တဲ့စုံလင်ပြည့်ပြည့်စုံတဲ့အချစ်မျိုးဒါပေမဲ့တကယ်လက်တွေ့ဘဝမှာအိမ်မက်တွေထက်ပိုပြီးခံနာလာတဲ့တန်ရောစင်မျိုးကိုပိုင်ဆိုင်ကြမယ်ဆိုရင်ရောဒီစီရီလေးကတော့ Love Beyond Dreams ဆိုတဲ့အတိုင်းပဲမျိုးသမီးနှစ်ယောက်ရဲ့တူဦးပေါ်မှာတူထားရှိတဲ့မေတ္တာနဲ့နားလည်မှုတွေကိုအပြန်အလှန်တွေ့မြင်ကြရမှာဖြစ်ပါတယ်။တခါတလေအိမ်မက်တွေကကိုယ့်ကိုပျော်ရွှင်စေပေမဲ့သူမရဲ့နှွေးထွေးလာတဲ့အကြည့်တွေလက်တွေ့ကျတဲ့ဂရုစိုက်မှုတွေနဲ့အားပေးစကားတွေကသာပုံမခိုင်မြဲတဲ့အင်အားတစ်ခုဖြစ်လာခဲ့ပါတယ်။အခက်ခဲတွေကြားမှာလက်တွေမဖြုတ်ပဲအိမ်မက်တွေထဲပုံမလှပတဲ့အနာဂတ်တစ်ခုကိုအတူတူတိဆောက်သွားကြမယ်သူတို့ညရဲ့အခြေဆက်လမ်းကိုတော့ Love Beyond Dreams series လေးမှာခံစားကြရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသတ်လိုက်ပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ် channel လေးလည်း subscribe လေးနှိပ်ပေးသွားပြီးတော့ notification ခေါင်းလေးလည်းနှိပ်သွားပေးဖို့လုံးဝမမေ့ပါနဲ့ဦးနော်